အားလုံးပဲမင်္ဂလာပါဗျ။ရွှေဖိုင်မြန်မာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်ပြောပြပေးမယ့်မှုခင်းလေးကတော့2021အိန္ဒိယနိုင်ငံမှာဖြစ်ခဲ့တဲ့လူမဆန်လောက်အောင်ရက်ဆက်တဲ့အမှုတစ်ခုပဲဖြစ်ပါတယ်။3လသာရှိသေးတဲ့မေရင်ဆိုင်ကလေးကိုထီလဲရောက်ပြစ်မှာပြီးတပ်ဖြတ်ခဲ့တဲ့ဒီအမှုကကြားရတဲ့လူတိုင်းရဲ့စိတ်ထဲမှာအလုံးပဲခံစားနေရမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်ရှင်းပြပေးခြင်းတာလေးတွေရှိပါတယ်။အဲ့ဒါကတော့အိန္ဒိယနိုင်ငံမှာရှိတဲ့ Kinder ခေါ်တတိယလိန်အတိုင်းဝိုင်းပဲဖြစ်ပါတယ်။ Kinder အတိုင်းဝိုင်းမှာပါဝင်တဲ့လူတွေကတော့ဝေးရပါရုပ်ပိုင်းဆိုင်ရာလိန်ကမပြည့်စုံသူများခန္ဓာကိုယ်ကအမျိုးသားဖြစ်ပေမဲ့စိတ်နှလုံးသားကအမျိုးသမီးအဖြစ်ခံစားနေရသူများတခြားခေါ်ဝေါ်နဲ့ပြောရရင် transgender လို့လည်းခေါ်ပါတယ်အဲ့ဒါပြီးတော့လိန်ပြောင်းလဲသူများပဲဖြစ်ကြပါတယ် Kinder ရဲ့လူမှုအခမ်းကဏ္ဍကိုပြောရရင်အိန္ဒိယရိုးရာအရာသူတို့ရဲ့ခေါင်းချီကိုကံကောင်းတယ်လို့ယူဆကြပါတယ်မင်္ဂလာဆောင်တွေကလေးမွေတဲ့အခါမှာခေါင်းချီပေးဖို့ဖိတ်ခေါ်ကြပါတယ်သူတို့ဟာတချင်းဆိုပြီးလူတိုင်းငွေကိုကောက်ခံနေရှိကြပါတယ်ကျွန်တော်ရှင်းပြတဲ့အချက်တွေထဲမှာကျွန်တော်ဒီလောက်ကိုအရှင်းဆုံးဘာသာပြန်ပေးထားလို့ပစုံတရာမာယွင်းမှုရှိခဲ့ရင်မတော်တဆစိတ်အနှောက်အယှက်ဖြစ်ခဲ့ရင်တို့မဟုတ်မတ်ယူပုံတစ်ခုခုကွဲလွဲမှုရှိခဲ့ရင်ကျွန်တော်ဘက်မှနူးညွန့်တောင်းပန်ပါတယ်ခင်ဗျကျွန်တော်ရည်ရွယ်ချက်ကဘဟုတုတဖလှဲ့ဖို့ငါးလည်မှုတိုးတက်စေဖို့နဲ့အသိပညာမျှဝေပေးဖို့ပဲဖြစ်ပါတယ်ဗျကဲအင်ထိုလေးပြီးရင်စားလိုက်ကြရအောင်ဇူလိုင်လ10ရက်2021အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့တောင်ပိုင်းမှာရှိတဲ့အမ်ဘေဂရမြို့မှာနေထိုင်တဲ့ဆက်ချင်းဆိုတဲ့သူရဲ့အိမ်မှာသူ့သမီးလေးမွေးတာ3လရှိခဲ့ပါပြီသူတို့မိသားစုကငွေကြေးအခက်အခဲရှိပြီးဆင်းရဲတဲ့ရက်ကွက်တစ်ခုမှာနေထိုင်ကြပါတယ်ည9နာရီခွဲခန့်မှာမိခင်ဖြစ်သူကကလေးကိုနှုတ်တိုက်ပြီးအိပ်ပျော်စေခဲ့ပါတယ်နွေရာသီဖြစ်တဲ့အတွက်ကြောင့်မီးလောင်နိုင်ခြင်းရှိလို့အိမ်တကားတွေကိုဖွင့်ပြီးအိပ်ကြပါတယ်ည3နာရီခွဲခန့်မှာရုတ်တရက်အိုးခွဲကြားတဲ့တန်ကိုကြားရပြီးလူတွေအားလုံးနိုးသွားကြတဲ့အခါအကြောင်းတော်ကောင်းကိုရိုးကြောင်ထဲမှာတွေ့ကြရပါတယ်။ဒါပေမဲ့သူတို့ရဲ့မျက်လုံးကအိယာပေါ်ကိုရောက်သွားတော့ဟာတင်းစရာကောင်းလောက်အောင်ကလေးမလေးကအိယာပေါ်ကနေပျောက်ဆုံးနေပါတယ်။3လသာရှိသေးတဲ့ကလေးတယောက်ကကိုယ်တိုင်ဘဲကိုသွားနိုင်မှလေဒီအခြေအနေကိုတွေးတဲ့အခါမိသားစုတစ်ခုလုံးအလုံးမင်းထိလန့်တုံ့သွားခဲ့ရပါတယ်။ငိုချွေးနေတဲ့မိသားစုဝင်တွေကချက်ချင်းရဲစခန်းကိုသွားရောက်တိုင်ကြားခဲ့ပါတယ်။ရဲတွေကလည်းသူတို့ကထုံနှင်းမှာလုပ်ခဲ့တဲ့အလုပ်အကြောင်းနဲ့တနစ်တာလုံးဘသူတွေလာရောက်ပြေဆုံးခဲ့ကြတယ်လဲဆိုတာကိုမေးမြန်းခဲ့ကြပါတယ်။ဒီအခါမိသားစုဝင်တွေကအဲ့ဒီညနေခင်းမှာဖြစ်ပွားခဲ့တဲ့အကြောင်းတစ်ခုကိုရဲတွေကိုပြောပြခဲ့ပါတယ်။ဇူလိုင်လ10ရက်2021ည8နာရီခန့်မှာစက်ချင်းရဲ့အိမ်မှာသမီးလေးမဖွာလာတဲ့တရင်ကိုကြားရတာနဲ့ကနူးခေါ်ကနေရလို့အမိရတဲ့သူကသူရဲ့အုပ်စုနဲ့အတူခေါင်းချပေးဖို့ရောက်ရှိလာခဲ့ပါတယ်။နူးက transgender တယောက်ဖြစ်ပြီး Kinder တိုင်းဝိုင်းဝင်ကပဲဖြစ်ပါတယ်။ခေါင်းချပေးတဲ့အစားသူမကလူပီ1100အုံးလီတစ်လုံးနဲ့ပေါ်ဝါတစ်ထည်ကိုတောင်းဆိုခဲ့ပါတယ်။ထို့အချိန်က lockdown ဖြစ်နေပြီးစီးပွားရေးလုပ်ငန်းတွေပိတ်ထားရပါတယ်။အဲဒါကြောင့်မိသားစုရဲ့ငွေကြေးအခြေအနေကမကောင်းလာပါဘူး။ဒါကြောင့်သူတို့ကလူပီ100ပေါ်ဝါတစ်ထည်နဲ့အုံးလီတစ်လုံးကိုသာပေးနိုင်ပြီဟုပြောဆိုခဲ့ပါတယ်။အဲ့ဒီအချက်နဲ့ပတ်သက်ပြီးကနူးကငွေအားလုံးကိုပေးဆောင်ဖို့ပြင်းထန်စွာတောင်းဆိုခဲ့ပါတယ်။မိသားစုဝင်ကစီးပွားရေးလုပ်ငန်းပြန်လည်စတင်တဲ့အခါမှာသူ့ကိုနောက်ပိုင်းမှာငွေအားလုံးပြန်လည်ပေးဆောင်မိယူရှင်းပြခဲ့တယ်။ဒီစကားကိုကြားတဲ့အခါကနူးကအလိုမင်ဒေါသထွက်ခဲ့ပြီးခွခွသားစဉ်ချင်းချောင်းမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ဒါမဲ့9-6ရက်အတွင်းသူဟာသူ့အမိကိုချော်ကြားစေမဲ့အရာတစ်ခုခုကိုပြုလုပ်မယ်လို့ဆိုခဲ့ပါတယ်။ဖြစ်ရအသည့်ဆုံးကိုနားထောင်ပြီးရဲတွေကပထမဆုံး CCTV ကနေကနူးရဲ့မျက်နှာကိုဖော်ထုတ်ခဲ့ပါတယ်။သူ့ရဲ့တပ်ပုံကိုယူဆောင်ပြီးနေရာအနှံ့ပြားမှာရှာဖွေမှုကိုစတင်ခဲ့ပါတယ်။ကနူးရဲ့အထည်ဆုံးနာမည်ကကနေရတတာ6လေးပဲဖြစ်ပါတယ်။ရဲတွေကသူ့အိမ်ကိုတွားခဲ့ပြီးမဲ့သူ့ကိုမပြည့်ရှိခဲ့ပါဘူး။အဲ့ဒီချိန်မှာပဲတစုံတစ်ယောက်ကကနူးကိုရဲတွေကအမှုတစ်ခုနဲ့ပတ်သက်ပြီးသူ့ကိုလိုက်ရှာဖွေနေကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီအရာကိုကြားပြီးကနူးကနာကရဲတွေကိုဘာလို့ကြောက်အောင်မှလဲပြောပြီးရဲစခန်းကိုကိုယ်တိုင်တွားရောက်ခဲ့ပါတယ်။တစ်ဖက်မှာကနူးကရဲစခန်းကိုရောက်လာပြီးနောက်တစ်ဖက်မှာရဲတွေကိုပင်လယ်ကမ်းခြေအနီးရှုံ့တွေရှိတဲ့နေရာမှာကလေးမလေးတစ်ယောက်ရဲ့လောင်းကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီရဲ့လောင်းကိုစစ်ဆေးတဲ့အခါမှာတော့ပျောက်ဆုံးနေတဲ့စက်ချင်းရဲ့တမီရွယ်ဖြစ်ပါတယ်။ခွဲစိတ်စံတက်မှုပြုလုပ်ပြီးတဲ့အခါသူမကိုရက်ဆက်စာပြမှုခဲ့ကြောင်းကိုသိရပါတယ်။ရဲတွေကကနူးကိုပြင်းထွက်စာနဲ့တစ်စေမီးမြန်တဲ့အခါသူကအမှန်တရားကိုပြောဖို့စတင်ခဲ့ပါတယ်။ကလေးရဲ့အလောင်းကိုလည်းတွေ့ရှိခဲ့တဲ့အတွက်ကနူးအနေနဲ့ညံကွက်တွေနဲ့လက်စားဖို့ခွင့်လည်းမရှိတော့ပါဘူး။ကနူးကငွေမရရှိတဲ့အတွက်အလုံမင်ဒေါသထပ်ပြီးလက်စားချေဖို့ဆုံးတက်ခဲ့တာကိုပြောကြားခဲ့ပါတယ်။ည3နာရီခန့်မှာလူအားလုံးအိပ်ပျော်နေစဉ်သူဟာသူ့အဖေဆိုလူနဲ့အတူခိုးဝက်စွာအိမ်ထဲကိုဝင်ရောက်ခဲ့ပြီးကလေးမလေးကိုခေါ်ဆောင်သွားခဲ့ပါတယ်။ပြီးတော့ကလေးမလေးနဲ့ရွှေရွှာဖွဲရကောင်းတဲ့အထူးမျိုးကိုပြုလုပ်ပြီးနောက်ဆုံးတော့ဒီကလေးမကိုပင်လယ်ကမ်းခြေအနားရီမြောင်းတဲသို့ပစ်ချခဲ့ပါတယ်။အဲ့ဒီနေရာမှာပဲရင်းနေချင်းချောင်းကလေးမလေးဟာထိဆုံးခဲ့ရပါတယ်။ကျွန်တော်အစားပြောတဲ့အတိုင်းကနူးက transgender ခေါ်တတိယလိန်ခံယူထားသူတဦးပဲဖြစ်ပါတယ်။သူဟာအမျိုးသားတဦးဖြစ်ပေမဲ့အမျိုးသမီးတစ်ယောက်လိုဝိစားစင်ကလေးရှိပါတယ်။တတိယလိန်ဆိုတာမွေးပါလာတဲ့လိန်ကို
လက်မခံကြတဲ့လူတွေပဲဖြစ်ပါတယ်။ကနူးကဒီလိုလောရတဲ့အကြောင်းမှာအနီးနားမှာရှိတဲ့လူတွေထဲမှာကြောက်ရွံ့မှုဖြစ်စေဖို့နဲ့သူအိမ်တွေအိမ်မှာခေါင်းကြီးပေးဖို့ရောက်လာတဲ့အခါလူတန်းအစားလူတိုင်းကသူ့ကိုတောင်းဆိုတဲ့ငွေနဲ့လက်ဆောင်တွေပေးဆောင်ကြမယ်လို့ပြောကြားခဲ့ပါတယ်။ပေါ်အိုင်က26ရက်2024မှာမွန်ဘိုရဲ့တရားရုံးကဒီအမှုကိုအကြမ်းဖက်မှုဆိုင်ရာအမှုအဖြစ်သတ်မှတ်ပြီးအသက်24နှစ်ရှိတနေရ6ကလေးကို POSCO Act ဥပဒေအရဒေသကိုချမှတ်ခဲ့ပါတယ်။ POSCO Act ဥပဒေကတော့ Protection of Children from Sexual Offense Act ကလေးများဟာလိင်ပိုင်းဆိုင်ရာအပြစ်မှုများမှကာကွယ်ရေးဥပဒေဆိုတာပဲဖြစ်ပါတယ်။ဒီအမှုဟာအိန္ဒိယသမိုင်းမှာတတိယလူတဦးကိုထိဒဏ်ချခဲ့တဲ့ပထမဆုံးအမှုပဲဖြစ်ပါတယ်။ဟိန္ဒူဘာသာမှာခင်ဗျာအတွက်အထူးနေရာရှိပါတယ်။သူတို့ရဲ့ကောင်းချီးတွေကိုအလွန်မေတ္တာမိုးထားကြပါတယ်။ဒါကြောင့်ကနေရာကကိုယ်ကောင်းကျိုးအတွက်ခင်ဗျာအတွင်ယူခြင်းနဲ့ဒီလိုယွန်းရှာဖွယ်ရာဇဝတ်မှုကိုကျူးလွန်ခြင်းဟာခွင့်လွှတ်ပေးဖို့လုံးဝကိုမသင့်တော်ပါဘူး။ပြည်သက်တို့ရောဘယ်လိုထင်ကြလဲ comment မှာပြောခဲ့ကြပါအောင်။နောက်ထပ်လာမယ့်ဗီဒီယိုတွေအတွက် channel လေးကို subscribe ရလုပ်သားပေးကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်